မိုးရွာနေတဲ့နေ့တစ်နေ့မှာမိန်းကလေးဟာအပြင်မှာမတန်ဆွမ်းမျိုးသားတစ်ယောက်ကိုတွေ့လိုက်ရတယ်။ဒါကြောင့်သူမကအပြေးလွှားသွားပြီးသူစီးလာတဲ့ဝီချဲကိုကူတွန်းပေးခဲ့တာပေါ့။ဒါပေမဲ့အမျိုးသားရဲ့အတန်ကသူမအတွက်အရန်ရင်းနှီးနေတယ်လို့ပဲ။လေကားထစ်တွေပေါ်ကိုဝီချဲတွန်းတင်ပေးနေရင်းနဲ့မိန်းကလေးကမတော်တဆချော်လဲပြီးအမျိုးသားရဲ့ရင်ခွင်ထဲကိုကျသွားခဲ့တယ်။အဲ့ဒီချိန်မှာမှအမျိုးသားကအတန်ကောင်းရုံတင်မကပဲအရန်လဲချောတာကိုသူမသတိထားမိသွားတယ်။နောက်တော့သူမကအဲ့ဒီအမျိုးသားကိုသူမရဲ့ပန်းဆိုင်လေးစီခေါ်သွားခဲ့တယ်။ရုတ်တရက်မိန်းကလေးရဲ့ဖုန်းအချက်ပေးတယ်မိလာခဲ့ပြီးအဲ့ဒီအတန်ကသူမရဲ့အသေးဆွဲအိုင်တော်ငါတို့အဆိုတော်ရဲ့အတန်ဖြစ်နေတာပေါ့။အမျိုးသားကမင်းလေးဒီအဆိုတော်ကိုကြိုက်တာလားလို့မေးတော့မိန်းကလေးကသူဟာသူမရဲ့အားကြရတဲ့အိုင်တော်ဖြစ်ကြောင်းပြန်ဖြေခဲ့တယ်။အဲ့ဒီအခါအမျိုးသားကသူလည်းအဲ့ဒီအဆိုတော်ကိုတည်တယ်လို့ပြောပါတယ်။ည10နာရီထိုးပြီးဖြစ်ပေမဲ့အပြင်မှာမိုးကမဆဲသေးဘူး။အမျိုးသားရဲ့ဖုန်းကလည်းအကုံသွားလို့တက်စီခေါ်လို့မရဖြစ်နေတာနဲ့သူကမိန်းကလေးစီမှာဖုန်းအားသွင်းကြည့်ရှိလားလို့မေးခဲ့တယ်။မိန်းကလေးကတက်စီခေါ်ပေးမယ်လို့ပြောလိုက်တဲ့အခါအမျိုးသားကအံ့ဩသွားတယ်။သူမကအားသွင်းကြမရှိလို့အခုလိုကူညီပေးတာပါလို့ရှင်းပြခဲ့ပါတယ်။ကျေးဇူးတင်တဲ့အနေနဲ့အမျိုးသားကပန်တစီဝယ်ဖို့လုပ်ပေမဲ့မိန်းကလေးကတော့သူ့ကိုလက်ဆောင်နေနဲ့ပဲတိုက်ရိုက်ပေးလိုက်တယ်။အမျိုးသားကသူ့အိမ်လိပ်စာကိုပြောပြတဲ့အခါသူတို့နှစ်ယောက်ကအိမ်ယာဝင်းတစ်ခုထဲမှာနေကြတာကိုမိန်းကလေးကသိလိုက်ရပြီးအယံအံ့ဩသွားတယ်။နောက်တော့သူမကအမျိုးသားကိုသူ့အိမ်ရောက်လိုက်ပို့ပေးပြီးသူမကဘေးအိမ်မှာပဲနေတာဖြစ်ကြောင်းပြောပြခဲ့တယ်။အမျိုးသားကလည်းအိမ်ရောက်ပို့ပေးတဲ့အတွက်ကျေးဇူးများကြီးတင်နေတာပေါ့။နောက်ဆုံးမှာတော့မိန်းကလေးကပျော်ပျော်ရွှင်ရွှင်နဲ့လက်ပြနှုတ်ဆက်ပြီးထွက်လာခဲ့တယ်။မိန်းကလေးပေးလိုက်တဲ့ပန်းတွေကိုကြည့်ပြီးအမျိုးသားကပြုံးပျော်နေပေမဲ့မိန်းကလေးကတော့အိမ်ပြန်ရောက်မှဖုန်းပြောက်နေတာကိုသတိထားမိသွားတယ်။သူမရဲ့ဖုန်းကအမျိုးသားရဲ့ဝီချဲပေါ်မှာကြံခဲ့တာကိုသတိရသွားတာပါ။အဲ့ဒီချိန်မှာပဲအမျိုးသားကဝီချဲပေါ်ကဖုန်းကိုတွေ့သွားတယ်။ဖုန်းကတောက်လျှောက်မြည်နေတာနဲ့သူကန်လိုက်တဲ့အခါမိန်းကလေးရဲ့မိဖြစ်နေတယ်။အမျိုးသားရဲ့အတန်ကိုကြားလိုက်ရတော့မိန်းကလေးရဲ့အမေကအယံအံ့ဩသွားပြီးမင်းကငါသမီးရဲ့ရေးစားလာလို့မေးပြီးဖုန်းကိုအလောတကြီးချသွားခဲ့တယ်။နောက်တစ်နေ့မှာတော့မိန်းကလေးကအဲ့ဒီအမျိုးသားဘယ်နှလောက်မှနေလဲဆိုတာကိုသိချင်နေခဲ့တယ်။ဒါပေမဲ့ဒီအိမ်ယာကအထက်တွေအယံများတော့သူပဲထက်မှနေလဲဆိုတာရှားရခက်နေတာပေါ့။ရုတ်တရက်ဒီနေ့ကခရစ်မတ်အကြိုညဆိုတာတတိယသွားပြီးသူမကဆန်တာကလော့စ်လိုဝစ်စင်ကတအိမ်တက်စင်းတကြားလုံးတွေလိုက်ဝစ်ခဲ့တယ်။နောက်ဆုံး69ထွားမြောက်အခန်းကိုခေါက်လိုက်တဲ့အခါတကားလာဖွင့်တဲ့သူကိုမြင်ပြီးစိတ်ကလက်ပြက်နဲ့ပြန်လဲထွက်ဖို့လုပ်တာပေါ့။ဒါပေမဲ့အဲ့ဒီလူကမိန်းကလေးရဲ့နာမည်ကိုအကျယ်ကြီးလှမ်းခေါ်လိုက်တယ်။မိန်းကလေးနီးနီးကက်ကက်သွားကြည့်လိုက်တော့မှသူကသူမရဲ့ကောလိပ်တုံးကအတန်းဖို့ဖြစ်နေတာပါ။အဲ့ဒီနောက်အခန်းထဲကိုလှမ်းကြည့်လိုက်တော့သူမရှာနေတဲ့အမျိုးသားကအထဲမှာထိုင်နေတာကိုတွေ့လိုက်ရတယ်။အဲ့ဒီအမျိုးသားကသူမအတန်းဖို့နဲ့အတူနေနေမယ်လို့သူမလုံးဝမထင်ထားခဲ့ဘူး။မိန်းကလေးကလည်းရဲရဲဝံ့ဝံ့ပဲနှုတ်ဆက်ပြီးသူ့ကိုတကြားလုံးတွေပေးလိုက်တယ်။ဒါပေမဲ့အတန်းဖို့ကခရစ်စမတ်ကလွန်ခဲ့တဲ့3ရက်ကလေးကပြီးသွားပြီလေလို့ပြောတဲ့အခါမိန်းကလေးကဒါကနောက်ကျမှပေးတဲ့အံ့ဩစရာလက်ဆောင် late surprise ပါလို့ပြန်ဖြေခဲ့ရတယ်။အဲ့ဒီနောက်အတန်းဖို့ကအဲ့ဒီအမျိုးသားဟာသူ့ရဲ့ဝမ်းကွဲညီကိုဖြစ်ကြောင်းမိတ်ဆက်ပေးခဲ့တယ်။ဒီလောက်တောင်တိုက်ဆိုင်မှုတွေရှိနေလိမ့်မယ်လို့မိန်းကလေးလည်းမမျှော်လင့်ထားခဲ့ပါဘူး။နောက်ဆုံးမှာတော့အမျိုးသားကမိန်းကလေးရဲ့ဖုန်းကိုပြန်ပေးပြီးမင်းညကကူညီခဲ့တဲ့အတွက်နောက်တစ်ချိန်ထပ်ပြီးကျေးဇူးတင်စကားပြောခဲ့ပါတော့တယ်။